မင်္ဂလာပါကျမဒီနေ့ပါလေးဆွေးနွေးခြင်းလဲဆိုတော့ကိုယုံကြည်မှုရှိအောင်ကြိုးစားပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆွေးနွေးချင်ပါတယ်ကိုယုံကြည်မှုရှိအောင်ဆွေးနွေးပါလို့ဘာလို့ပြောခြင်းလဲဆိုရင်အဓိကတော့ကျမတို့ဘဝတစ်ခုမှာယုံကြည်မှုကနံပါတ်1ကိုယုံကြည်မှုမရှိဘဲနဲ့အားငယ်စိတ်ဝင်သွားပဲဆိုရင်ကျမတို့ကဘာမှဆက်လုပ်လို့မရတော့ဘူးเนาะဘယ်အရာမဆိုကိုကအားငယ်စိတ်လေးဝင်နေသွားပြီဆိုရင်ဒါငါလုပ်ရင်အဆင်ပြေပါမလားငါပြောတာကိုသူတို့လက်ခံပါမလားငါမလုံနိုင်တော့ဘူးဆိုတဲ့အသိငယ်စိတ်တွေနဲ့အမြဲတမ်းကိုကအနောက်ကိုရောက်နေမယ်အဲ့လိုအနောက်ကိုရောက်မနေအောင်အမြဲတမ်းကိုယုံကြည်မှုရှိရမယ်နော်ငါလုံရင်ဒါဖြစ်ရမယ်ငါပြောတာဒါအောင်မြင်ရမယ်စိတ်ကိုအမြဲတမ်းကိုကမွေးမြူရမယ်သိငယ်စိတ်ဖြစ်သွားပြီဆိုရင်ကျမတို့ဘယ်အရာမှလုံးလို့ကင်လို့မရတော့ပါဘူးနော်အဲ့ဒီကိုယ့်ရဲ့သိငယ်စိတ်ကသာနဲ့ကိုယ့်ကိုကြီးစိုးနေပြီအဲ့လိုကြီးစိုးနေပြီဆိုရင်တော့ကိုကအမြဲတမ်းသူများအနောက်ကိုရောက်နေမယ်အဲ့လိုရောက်မနေအောင်ကျမတို့တင်ငယ်စိတ်မဝင်အောင်ကိုအမြဲတမ်းစမှတ်ကြအောင်နေပါနော်ဘ ഹു တုရတွေပြေးအောင်အမြဲတမ်းဖြည့်တင်းထားပါကိုစမှတ်ကြအောင်နေပြီးကိုယုံကြည်မှုရှိအောင်အမြဲတမ်းကိုကစူးစမ်းမယ်ဆိုရင်ကိုတင်ငယ်စိတ်ဆိုတာမရှိတော့ဘူးတင်ငယ်စိတ်ဆိုတာမရှိတော့တဲ့အတွက်ဘယ်ရာမဆိုရင်ကိုကကြောရဲလာမယ်လုံရဲကန်ရဲလာမယ်ဘ ഹു တုရတွေပြေးဝနေတဲ့အတွက်လည်းဘယ်သူနဲ့မဆိုရင်ကိုကအမြဲတမ်းတပန်းတာနေမယ်အဲ့လိုတပန်းတာနေမှသာနေလဲကိုကအမြဲတမ်းအရှိကိုဥဆောင်နိုင်တဲ့လူတစ်ယောက်ဖြစ်မယ်အဲ့လိုဥဆောင်နေနိုင်တဲ့လူတစ်ယောက်ဖြစ်မှသာနေကိုရဲ့စွမ်းရည်တွေကတိုးတက်လာမယ်တိုးတက်လာမှသာလေကိုကဘယ်ရာမဆိုလုတ်တက်မယ်၊ကင်တက်မယ်အမြဲတမ်းကိုအရှိကိုတက်လှမ်းမှုတွေခွန်အားတွေရရှိလာမယ်အဲ့တော့ဘာဖြစ်လဲဆိုရင်ကျမတို့အဓိကကိုယ့်ဘဝမှာရေးကြီးဆုံးကတော့နံပါတ်1ကတော့တင်ငယ်စိတ်မဖြစ်အောင်စူးစမ်းပါတင်ငယ်စိတ်ဝင်လာပြီဆိုရင်တော့ကျမတို့တွေဘယ်ရာမှစူးစမ်းခြင်းစိတ်လည်းရှိမှာမဟုတ်ဘူးเนาะကိုယုံကြည်မှုမရှိတော့တဲ့အတွက်ကိုကျမတို့ကဘယ်အလုံးမှလည်းလုပ်ခြင်းစိတ်လည်းရှိမှာမဟုတ်ဘူးเนาะအဲ့အတွက်ကိုအမြဲတမ်းလေးလာပါသင်ယူပါเนาะယုံကြည်မှုရှိအောင်လည်းကိုတီဆောက်ပါကိုယုံကြည်မှုအပြည့်အဝတီဆောက်နိုင်မှသာနေကိုကရှေ့ဆက်ရမယ့်လုပ်ငန်းတွေယုံကြည်မှုတွေနဲ့အမြဲတမ်းတိုးတက်လာမယ်တိုးတက်လာမှသာနေကိုမှအောင်မြင်ရေးလမ်းကြောင်းတွေလည်းပွင့်လင်းလာမယ်เนาะယုံကြည်မှုမရှိဘူးဆိုရင်တော့ကိုကအမြဲတမ်းအနောက်ရောက်နေမှာပဲအဲ့လိုအနောက်မရောက်အောင်ကိုအမြဲတမ်းစူးစမ်းနေပါလေးလာနေပါတင်ငယ်စိတ်ကိုဖြောင်းနိုင်အောင်စူးစမ်းပါလို့ပြောချင်ပါတယ်เนาะ